ခုနတော့ငါညက်ပြဖို့အပင်အလေးလည်းထိုးပြီးပါပြီเนาะဒါကြောင့်ကိုဖို့လည်းပြောပြီးပါဆိုတော့လက်တွေ့အနေနဲ့ချဲနည်းနည်းချုပ်ပြလိုက်မယ်เนาะအဲ့လေးကိုတစ်ချက်လိုက်ကြည့်ပြီเนาะ6ပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီဒလိန်ဟာအတိုင်းရှိနေတဲ့ဟာလေးကိုထိတ်ဆုံးလေးမှာဒီမျိုးလေးထားပြီးတော့ပီလေးကိုဖိလိုက်မယ်ပြီးရင်ဆက်နေတဲ့အခါတိုင်းဒါလေးကိုနောက်ကိုလှုပ်ပြီးတော့နည်းနည်းလေးတော့ခြိတုပ်ပေးရအောင်เนาะခြိလေးပြန်တုပ်မယ်ပြီးရင်အဲ့တိုင်းလေးဆွဲမယ်เนาะမေဘူးကြိုးဖို့လဲလိုတယ်ကိုကိုတိုင်းက sorry ရစတင်နေရကိုကဟိုတသက်ရဲ့ချုပ်တသက်ရဲ့နဲ့เนาะအချီဆိုလဲဥမာအဖြူရောင်ဆိုရင်လုံးဝအဖြူနဲ့ကြောက်အစိမ့်ဆိုအစိမ့်နဲ့ကြောက်တခါတည်းဟိုတေဝအောင်ပုံသေးဖြစ်သွားအောင်เนาะကိုဘာသာကိုစပြီးတင်ပြီဆိုရဲကနေပြီးတော့လုံးဝနီးစနစ်ကြမှန်မှန်နဲ့တိတိကျကျလှလှပပနဲ့တသက်ရဲ့လောက်တက်အောင်ကျင့်ထားပါเนาะအာမနောက်ပိုင်းကျရင်ကိုကတသက်ရဲ့နဲ့ထွက်လာမှဖြစ်ပါတယ်တကယ်လို့မသက်မရဘူးဆိုလို့ရှိရင်အခုတည်းကစပြီးတော့စတင်နေရမသက်မရဖြစ်နေမယ်ဆိုရင်နောက်ပိုင်းကျလို့ရှိရင်လည်းအကျင့်ပါပြီးတော့မသက်မရပုံစံတွေထွက်လာလိမ့်မယ်เนาะအဲ့ဆိုရင်ဒီမှာဒလိန်ရအတိုင်းပဲချဲချုပ်ထားတာပင်ရလေးနဲ့လိုမျိုးလေးချုပ်ထားလိုက်တယ်เนาะအဲ့ဆိုဒီမှာခုနအတိုင်းလေးလက်ကလေးကလေးရသွားပြီဒလိန်ရအတိုင်းလေးပဲချုပ်ထားတာเนาะပြီးရင်ဒီဘက်ဆိုလဲအဲ့ပြီးရင်ဒါလေးဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဒီမှာကြောလေးကိုတစ်ချက်ဟိုဘက်ဒီဘက်ကွက်တီယူထားလိုက်မယ်ပြီးရင်နင်းကနေမှာပင်ရလေးဖြုံမယ်ပွိုင်ကိုတခြားနှံ့မယ်ခြီပြန်တုပ်မယ်နင်းမယ်လေးရလေးတိုင်းမနေသွားမယ်เนาะလေးရနည်းနည်းလွဲရနဲ့လာမပါဖြစ်သွားလိုက်မယ်ဆိုတော့ဒီမှာဒီလိုပုံစံလေးရသွားပြီဆိုတော့ channel အတူမိဖို့တိုက်တာလေးလိုက်ကြည့်ပေးလိုက်ရနော်ဒါဆိုလည်းအဲ့တိုင်းပဲအလိုက်တင်လေးပဲနေသွားမယ်နော်ကိုကအင်ကြီးမချုပ်ခင်မှာဆက်တွေကိုမနှင်းတက်ဘူးဆိုရင်လေ့ကျင့်ထားဖို့လိုတယ်နော်
အဲ့ဆိုရင်မီးဘူးလေးတိုက်ပြမယ်နော်မီးဘူးလေးတိုက်ပြမယ်ဆိုရင်ခုနခွဲချောင်းလေးကိုဒီလိုလေးခွဲလိုက်မယ်ပြီးရရင်လည်းကျတို့ရေလေးဖြန်းလိုက်မယ်နော်ရေလေးဖြန်းလိုက်မယ်ပြီးရရင်အဲ့ဘော်လေးမှာလို့မီးဘူးတိုက်တာလည်းလုံးဝဟိုကြော့ကော့နေအောင်အဲ့လိုလေးတိုက်ပေးပါနော်မှာအဲ့လိုလေးရသွားပြီပြီးရင်ဒီဘက်ကနေပြီးတော့ပြန်ဖိမယ်နော်ပြီးရရင်ဘေးတော့တွေဆိုလဲအဲ့တိုင်းပဲဒီဘေးလေးတွေကိုရေနဲ့ချမ်းမယ်ကိုနေတဲ့အချီလေးတွေတွေ့ရင်တစ်ခါရင်ညှက်ထုတ်ပြနော်ပြီးရင်ဒီမှာကျိုးကျင်နေအောင်တိုက်ကျိုးနေအောင်မီးဘူးလေးတောက်လေးကျိုးနေမှာလှမှာနော်ပြီးရင်ဒီဘက်ဆိုတာအဲ့တိုင်းညာပြီပြီးရနဲ့ဒီထောက်လေးဆိုလာအဲ့တိုင်းပဲဒါကနိုးတော့ချမ်းလို့ခေါ်တယ်အားလေးကိုလည်းဒီဘက်ထောက်တွေချိုးတိုင်းအများနဲ့ခါဘက်ကိုချိုးပေးရနော်ပြီးရင်ဒီဘက်ဆိုလာအဲ့တိုင်းပဲဒါလေးကကျတော့ဖမောင်းလေးဖြစ်နေတာနို့အောင်အတွက်ကြောင့်ဖမောင်းလေးဖြစ်နေနော်ပြီးရင်ဒီမှာနော်ဒီဘက်ဆိုလာအဲ့တိုင်းပဲခါဘက်ကိုအကုန်လုံးချိုးချဆိုရင်ဒီလိုပုံစံလေးရတော့ပါပြီအဲ့ဆိုရင်မိဖို့တိုက်တဲ့စင်တီချယ်ကိုပြီးသွားနော်နောက်တစ်ဆင့်လေးလိုက်ကြည့်လိုက်နော်